ဖလားသုံးလုံးရဖို့အလားအလာကောင်းတွေပိုင်ဆိုင်လာတဲ့ Man City မန်စီးတီးဟာလက်ရှိဘောလုံးရာသီအကုန်မှာဖလားသုံးလုံးရနိုင်တယ်ဆိုတဲ့လေးပေးမှုတွေကိုပုံမပိုင်ဆိုင်လာခဲ့ပါတယ်။မန်စီးတီးဟာကာရာဘောင်ဖလားရရှိခဲ့ပြီးဖြစ်တယ်လို့ FA ဖလားပြိုင်ပွဲမှာလည်းချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးအသင်းဖြစ်ရပ်တည်လျက်ရှိပါတယ်။ပရီးမီးယားလိမှာအာဆင်နယ်နဲ့6 မှတ်အထိပြတ်နေပေမဲ့ပွဲကြံတပွဲကစားရဖို့ရှိနေတယ်လို့အိမ်ကွင်းမှာအာဆင်နယ်ကိုလက်ခံကစားရမယ့်ပွဲစဉ်မှာရှိနေသေးတာကြောင့်မန်စီးတီးဟာ FA ဖလားနဲ့ပရီးမီးယားလိဖလားကိုပါစုခုပြီးရာသီအကုန်မှာဖလားသုံးလုံးရနိုင်တယ်ဆိုတဲ့ရေပန်းစားမှုတွေမြင့်တက်လာခဲ့တာပါ။ကာရာဘောင်ဖလားပိုလူပွဲမှာအာဆင်နယ်ကိုနိုင်ခဲ့တဲ့ပွဲမှာ FA ဖလားကွာတာဖိုင်နယ်ပွဲစဉ်မှာလီဗာပူးကိုပြတ်နိုင်ခဲ့တဲ့ပွဲတွေမှာမန်စီးတီးရဲ့ခြေစွမ်းကအကောင်းဆုံးအနေထားကိုပြန်ရောက်လာတာကြောင့်လည်းမန်စီးတီးဖလားသုံးလုံးရနိုင်တယ်ဆိုတဲ့ရေပန်းစားမှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။